အားလုံးပဲတေချာကြည့်ထားကြပါအောင်ကျွန်တော်အရင်ကစားတော့ဆိုင်ဖွင့်တော့ဒီဒုံဘောပို့ဒုံဖောဝတ်သားတစ်မျိုးတည်းနဲ့တင်နှစ်နှစ်အတွင်းကား3စီးတောင်လဲနေကြတာပါဒီနေ့တော့အစီညားပေမဲ့မအီးပဲပါစက်ထဲထိတ်လိုက်တာနဲ့အကြီးပေါ်သွားစီမဲ့ဒီဝတ်သားချက်နဲ့ရရှိုးဘတ်ချက်ကိုအားလုံးတွေမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဟင်းချက်ဖို့တဲ့ဆိုရင်အသားနဲ့အစီ3ထပ်သားတိချာချနေတဲ့ဝတ်3ထပ်သားကိုယူရပါမယ်အရင်ဆုံးအိုးကိုအပူပေးပြီးဝတ်သားရဲ့အရေးခွန်ဘက်ကိုအောက်လှည့်ပြီးကပ်ပြလိုက်ပါဒီအဆင့်ကဝတ်သားရဲ့အနက်အသက်တွေကိုဖယ်ရှားပေးဖို့အတွက်အဓိကကြားသလိုအယောင်လက်လက်လေးထလာဖို့အတွက်လည်းပိုးလွယ်ကူးစေပါတယ်အရေးခွန်လေးရွှေဝါရောင်တန်းပြီးတူးသွားပြီဆိုရင်ရပါပြီပြီးရင်တော့စလုံးကြီးကြီးစဲထည့်ပြီးရေနွေးနွေးလေးများများနဲ့10မိနစ်လောက်စိမ့်ထားလိုက်ပါတူးသွားတဲ့ဝက်အရေးခွန်လေးတွေပျော်သွားပြီဆိုရင်တော့အသားညက်ချစ်ပြီးစင်အောင်စီကြောပေးလိုက်ပါအဲ့ဒီနောက်ဝတ်သားကိုရေအေးတဲကနေစားပြီးပြုတ်ပါမယ်ချက်သွန်ကြီးရင်းနဲ့ cooking wine အနှဲငယ်ထည့်ပြီးအဖုံးအုပ်ကမိနစ်20လောက်ပြုတ်ပေးလိုက်ပါတူးနဲ့ထိုးကြည့်လို့အလွယ်တကူထိုးဝင်သွားပြီးတွေးရည်တွေထွက်မလာတော့ဘူးဆိုရင်ဇဲယူလို့ရပါပြီပြီးရင်တော့ကျွန်တော်ပြထားသလိုမျိုးလေးတောင်တုံးကြီးကြီးတွေလှီးပေးပါပြီးရင်တော့အထက်အထိအရသာဝင်သွားအောင်အပေါ်ကနေကြက်ချေခတ်ပုံစံလေးတွေလှီးပေးလိုက်ပါအိုးအောက်ချေမှာကြက်သွေးမြင်းနဲ့ဂျင်းတွေကိုခင်းပေးပါဒါမှချက်တဲ့အခါအိုးမကမှဖြစ်ပါတယ်အသားတွေကိုအစီအရေးတင်လိုက်ပြီးတော့နာနာပွင့်ကရဝီလျက်ငေရုပ်တီချောက်ကြောက်ဖယုံတကြားအနှဲငယ်ပဲငပီရီအကြီးတစွန်းပဲငပီရီအနောက်အနှဲငယ်ခရူးစီအယောင်တင်ထားတဲ့တကြားရီတစွန်းနဲ့စားအနှဲငယ်ထည့်ပေးလိုက်ပါဒီဟင်းကိုအနက်မညီပဲအရသာဝင်ပြီးနူးအီနေစေဖို့တဲ့အရေးကြီးဆုံးကတော့ဝါးတီအောင်ကြောက်အနှဲငယ်ထည့်ဖို့ပါပဲပြီးရင်တော့အသားတွေညှုပ်ယုံကြီးထည့်ပေးလိုက်ပါအဖုံးအုပ်ပြီးတနာရီလောက်တီးထားပေးလိုက်ပါအဖုံးဖွေးလိုက်တာနဲ့တအိမ်လုံးမွေးပြန်သွားမှဖြစ်ပါပဲနောက်ဆုံးမှာတော့ချက်သွင်းမီးလေးတွေဖြူပြီးမီးဖင်းဖင်းနဲ့ဟင်းကြီးလေးပစ်သွားအောင်လုပ်ပေးလိုက်ရင်ရပါပြီဒီလိုချက်ထားလေဝါသားတုံးလေးတွေကအယောင်ကလည်းရဲရဲတောင်လာနေတယ်လို့အစီညားပေမဲ့မအီပဲနူးအီနေတာကြောင့်တကယ်ကိုစားလို့ကောင်းပါတယ်နီလန်လေးတီးသွားပြီဆိုရင်တော့အမြန်ဆုံးလိုက်ချက်ကြည့်ချပါအောင်